သွယ်ရှိတယ်ဗျနော်အမေရိကကတော့အဲ့ဒီ CNN တို့ CNA တို့ကိုပတ်စံလှူနေတာအလှူတွေခံပြီးတော့စကားစားနဲ့အဆက်ကွက်သွယ်ရှိတယ်ခင်ဗျားတို့တနေ့ဒီပြဿနာမြင်ရလိမ့်မယ်ကွက်ကွက်အခုကိုကျွန်တော်တနေ့ကတင်ပြထားတယ်စကားဖမ်းမိထားတဲ့တရင်မှုကြီးတယောက်ရဲ့ထွက်ဆိုချက်ဆိုတော့အဲ့ဒါကလည်းပါလေစကားဆောက်ကင်တွယ်နိုင်မှုအတွက်အနောက်အုပ်စုကအရင် CNA မှာ NCA မှာပါခဲ့တဲ့နော်ချင်းကောင်းဆောင်တွေနဲ့ချိတ်ဆက်ခိုင်းနေတာဗျချင်းကတယောက်နဲ့လည်းလှမ်းတယ်ခရိယန်အုပ်စုလည်းဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့ဒီမှာချင်းပြည်နယ်ကိုအရန်ချင်းမြတ်လို့တဲ့ချင်းပရာသာဟုကစကားစားနဲ့မပေါင်းနိုင်ဘူးတို့ချင်းတွေအရန်ဆင်းရဲခဲ့ပုတ်ပွက်လည်းပြောမယ်ရခိုင်တော်လှန်ရေးဟာဘယ်လောက်ရှိသေးလို့လွတ်လပ်ရေးရပြီးတဲ့ကရခိုင်တွေဘယ်လောက်ခေါင်းထိုးခံဥညွတ်ပြီးနေခဲ့ကြတယ်ဒါတော့တယံစာတတွေနဲ့နော်လှိုင်းထွက်နေတဲ့ဒေတာကြီးကချင်းပြီးရင်ရခိုင်ဟာမြန်မာနိုင်ငံမှာအဆင်းရဲဆုံးဖြစ်သွားတာဘယ်သူမှတာဝန်ရှိတယ်ရခိုင်လူမျိုးတယောက်မှတာဝန်မရှိဘူးရခိုင်လူမျိုးဒီပုံခေါင်းပုံဖြတ်ခဲ့တဲ့လူရုပ်မှာအားလုံးမှာတာဝန်ရှိဒါကိုကျွန်တော်ပြောတာဆိုတော့ဒီအချိန်မှာရခိုင်တွေကကြားသုံးကောင်အလေကိုရောက်လာဆိုတော့ရခိုင်ကလည်းအခုဘယ်လိုဖြစ်နေလဲဆိုတော့ဂျောမစစ်သားလို့ဖြစ်နေဒါအားလုံးမြင်အောင်ကျွန်တော်ပြောတာမြောက်ပိုင်းမှာလည်းသူတိုက်နေအလဲပိုင်းမှာလည်းသူတိုက်နေရခိုင်မှာလည်းသူတိုက်နေတော့သူကကဘာလုံးကိုစစ်ပတ်တိုက်နေတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ဒီအင်အားတွေကိုရသလောက်အမြန်ဆုံးစုယူဖို့လိုအပ်တယ်ပြီးတော့ရခိုင်မှာရှိနေတဲ့ရခိုင်လူမျိုးတွေအားလုံးကလည်းလုံးဝကြောချင်းကရင်ချင်းအပ်ပြီးတော့စီးလုံးနေဖို့လိုအပ်တယ်ကြားသုံးကောင်ဆိုတာခုနကဘင်္ဂလားဒေ့ရှ်ကစီးဆင်းလာမယ်အနောက်အုပ်စုရဲ့ policy ကြားအဲ့ဒီမှာခုနကပြောတဲ့အခြားကလောက်နေကိုတိုင်းသူပြည်သားတော့မဟုတ်ဘဲနဲ့အာစာတွေနော် ARA တွေဖွဲ့ပြီးတော့ဘယ်နိုင်ငံကပေါက်လာတယ်ဘယ်လိုပုံကိုတွေဘယ်လိုအောက်တန်းစားတွေလက်နက်ကင်ဖို့စကားစခဏလက်နက်တွေပေးထားတယ်စကားစတိုင်းပြည်ချစ်တယ်ဆိုအမျိုးချစ်ပြီးအမြင့်တက်ချိုးထားတာဟုတ်ပြီလားဒါအားလုံးမြင်နေရတာခဏကျွန်တော်ပြောပြီးတဲ့နောက်ပိုင်းမှာ RFA BOA BBC အကုန်ပြောနေပြီဒီကိစ္စနော်ဆိုတော့ဒါကိုအဲ့ဒီမှာနေထိုင်နေတဲ့အစ္စလမ်တွေသိရအရေးကြီးတာကျွန်တော်ခုနပြောသလို right ကိုအရင်တိဆောက်အောင် right ကိုအရင်တိဆောက်မှရအဲ့ဒီ right အတွက် fight ကြရ fight ဖို့အတွက်စီးလုံးညီညွတ်ရဒီအနောက်အုပ်စုကြားပြီးရင်ခုနကစကားစနဲ့အဆက်အသွယ်ရှိနေတဲ့ CNA CNF ကြားနော်ဒီကြားကိုလည်းအိန္ဒိယကခွင့်ပြုထားတယ်ဟုတ်ပြီလားတတိယကတော့မြန်မာစကားစဖြစ်တယ်ဆိုတော့ဒီသုံးခုအားကိုရင်ဆိုင်ရမယ်အခြေအနေရှိတယ်လို့အဲ့ဒီသုံးခုအားရဲ့အပေါ်ကတို့မဘေးကပုံစံမျိုးစုံနဲ့ဝင်လာမဲ့ဂျိုးကတကောင်ကတော့တရုတ်ဖိအားလည်းရှိမယ်ဆိုတော့ကျွန်တော်ခဏပေးခြင်းတဲ့အခြေအနေကတော့ရခိုင်ပြည်နယ်ထဲမှာနေထိုင်နေကြတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံဟာနော်ဒီနေရာဟာငါတို့မွေးတဲ့နေရာငါတို့ရဲ့ရွှေထီးတီစိုက်ရနေရာဆိုပြီးတော့စီးလုံးညီညွတ်ပြီးတော့ခိုင်မာနဲ့ revolution ကိုရခိုင်ကတက်တန်းရှိကိုအခြားတိုင်းရင်းသားတွေပြန်ဖြတ်ရမယ်အခြေအနေမျိုး geopolitics ပထဝီနိုင်ငံရေးအခင်းအကျင်းမျိုးဖြစ်လာတယ်ဆိုတော့ရခိုင်ဟာမဟာမိတ်ဆက်ဆံရေးနော်အခုရှိနေတဲ့တော်လှန်ရေးအဖွဲ့တွေနဲ့ဒီထက်ပိုမိုပြီးတော့အဆင့်မြင့်လာအောင်ရရှိလာအောင်ဆောင်ရွက်နိုင်ဖို့လိုတယ်ခုနကကျွန်တော်ပြောတဲ့ CNA CNF ဆိုတာဒီနေ့တရင်မူကြီးထုတ်ပြောတဲ့စကားစတရင်မူကြီးထုတ်ပြောတဲ့ရုပ်တံဖိုင်ကတက်တည်ဖြစ်နေပြီနော်အဲ့ဒါ NUG ရဲ့ကြောရိုးဗျအရင်ကြောက်ဖို့ကောင်းတယ်အဲ့ဒီရဲ့ခေါင်းဆောင်တွေက NUG ရဲ့ဝန်ကြီးတွေဖြစ်နေ NUG ကလက်ရှိအမေရိကန်နဲ့ထိတွေ့နေတယ်ဒါတွေကိုသိဖို့လိုတယ်ဆိုတော့လိုအပ်ရင်သူတို့ကပေါင်းသွားမယ်အထီးကျန်စွာနဲ့တော်လှန်ရေးကြီးကိုရေရှည်နော်ဆက်ရက်တောက်တည်ရမယ့်အခြေအနေမျိုးကိုရခိုင်ကြုံလာရနိုင်တယ်ဒါကြောင့်ဒီအချိန်မှာရခိုင်ဒေသမှာအားလုံးစစ်လုံးညီညွတ်ညွတ်နဲ့ဉာဏ်ပညာရှိတတိရှိနဲ့မပြောအပ်မဆိုအပ်တာတွေကိုလည်းမပြောကြဘူးဥမာရခိုင်ပတ်စံဗိုလ်ချုပ်ဖွံ့ဖြိုးနိုင်တဲ့ထုတ်တဲ့ဟိုဒီဇိုင်းတွေလုပ်ပြီးတော့တင်ပြနေတာတွေသိတယ်မလားဒါမျိုးတွေဒီအချိန်မှာမလိုအပ်သေးဘူးလို့ကျွန်တော်ပြောချင်တယ်တခါတလေကြာရင်ကိုယ့်ရဲ့ကြွားဝါမှုပါတစ်ဖက်ရန်သူကကိုယ့်ရဲ့အားနည်းချက်နဲ့စိတ်ပိုင်းဆိုင်ရာနော်အရေးချင်းမပြည့်ဝသေးဘူးဆိုတာကိုမြင်သွားနိုင်တယ်ဒီအချိန်မှာရခိုင်တွေအားလုံးလှုပ်တင်တာကပုံမူပြီးမဟာမိတ်တိုးလာအောင်နဲ့ကိုယ့်အချင်းချင်းစီးလုံးညီညွတ်အောင်အဲ့ဒါကိုအကြီးအကျယ်တော်လှန်ရင်တိဆောက်ပြီးတော့မှအဆောက်အုံအဟောင်းတွေကိုဖြိုချအသစ်တွေကိုပြန်တိဆောက်တဲ့ပြောင်းလဲပြုပြင်ရေးဆိုတဲ့ revolution ဆိုတဲ့စကားလုံးကိုကျွန်တော်ဒီနေရာမှာအဆုံးသတ်ခြင်းနဲ့သို့တော့ခုနကပထမဆုံးကျွန်တော်ပြောခဲ့တဲ့အထဲထဲမှာလို့ပဲညီနောင်သုံးဘွဲ့3 brother alliance နဲ့မရဘူး10 brother alliance
ညီနောင်10ဘွဲ့ဖြစ်အောင်ရခိုင်နေထပ်မံတိုးချဲ့ပြီးတော့မဟာမိတ်တီဆောက်နိုင်ရင်တော့အနောက်ဖိအားပဲဖြစ်ဖြစ်တရုတ်ဖိအားပဲဖြစ်ဖြစ်အဲ့ဒီဖိအားအားလုံးရဲ့ညီညွတ်မှုကိုတော့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးရခိုင်တွေမဟုတ်အခြားတိုင်းရင်းသားတွေအားလုံးပုံမူတောက်ခံပြီးတော့ရှောက်လှမ်းနိုင်မှုအင်အားရှိမယ်ဖြစ်ပါကြောင်းတင်ပြရတယ်ဗျာ